ဤကဲ့သို့နှာခေါင်းရှိသောတတဝါကိုမြင်မှုပါသလားကောင်းပြီ哟ဒါကဆိုင်ကတမင်မျိုးနွယ်ပါရောင်တို့တွင်ထူးဆန်းသောပြုံးပုံစံနှာခေါင်းရှိပြီးထူးခြားသည့်အတွင်ပြင်းတစ်ခုမျှသာမဟုတ်ပါရောင်ဒီအသက်ရှင်ရက်တည်ရေးကရိယာတစ်ခုဖြစ်သည်ကရွမ်ဒီတဘာဝလေစကရိယာခေဆောင်ရွက်ပြီးအစုပ်တို့မရောက်မီခြေလန်းဤအေးဆက်6တွေ့တော်လေကိုနှွေးထွေးဆိုစေသည်ကဒါပေမဲ့အထူးဆန်းဆုံးအပိုင်းကတော့ဒီမှာပါရောမိလိုက်ရသည်တွင်ရောဝမ်တို့၏ထူရဲသောနှာခေါင်းကိုလှုပ်ခါပြီးထူးဆန်းသောအတန်များပြုလုပ်ကအမများကိုဆွဲဆောင်ရန်အသုံးပြုကြသည်ကရောင်းဒီထူခြားသောမြင်ကွင်းတစ်ခုမျှသာဖြစ်သည်ရှာဒီလောက်နဲ့မပြီးသေးဘူးယောဒီအန်အော်စရာနာကောင်းကသူတို့ကိုအဝေးကနေသားကောင်ရှာဖွေရမှာလဲကူညီပေးပါရခါအလွန်ကောင်းမွန်သောအနံ့ခံနိုင်စွမ်းရှိသောကြောင့်အဝေးမှသားကောင်များကိုအနံ့ခံနိုင်သည်ကအီအန်အော်ဝဲတတဝါသည်မမတ်ခေတ်ကလေးကရှိခဲ့တော်လဲယနေ့ခေတ်တွင်တရားမဝင်အမဲလိုက်မှုကြောင့်ရိုးသုံးတော်မိအခြေအနေနှင့်ရင်ဆိုင်နေရသည်ခန့်ဤထူးဆန်းတော်လဲပြီးပြည့်စုံစွာလိုက်ရောညီထွေဖြစ်သောအန်အော်ဝဲရများမရှိသောကဘာကြီးကိုအသင်စိတ်ကူးကြည့်နိုင်ပါသလားကဖြစ်လာရန်ဆောင်ဆိုင်နေသောဝမ်းထဲဝဲရတစ်ခုဖြစ်သည်ကဤမြောက်မျိုးနွယ်များသည်ကဘာပေါ်တွင်အထူးခြားဆုံးပုံစံရှိသောဒရိတ်ဆန်များထဲမှတစ်မျိုးဖြစ်သည်ကထိုနှာခေါင်းကိုကြည့်လိုက်ပါရ proboscis ညောက်သည်ရောင်ဝီရှည်လျားပြီးအသားများသောနှာခေါင်းကြောင့်ချက်ချင်းမှတ်မိနိုင်ပြီးအထူးသဖြင့်အထီးများတွင်ပို၍ထင်ရှားသည်ကလိဆာကတော့ရောအဲ့ဒီနှာခေါင်းကပြသဖို့တတ်မဟုတ်ပါဘူးဟာ proboscis ညောက်ကဘာမှာဒါဟာအရေးကြီးတဲ့ကိစ္စတစ်ခုပါရာနှာခေါင်းရွယ်စားသည့်အမားများကိုဆွဲဆောင်ရာတွင်အခန်းကဏ္ဍမှာပါဝင်သည်ဟုယုံကြည်ရပြီးနှာခေါင်းပိုကြီးခြင်းကိုခွန်အားနှင့်ကျန်းမာရေးလက္ခဏာအဖြစ်ရှုမြင်ကြသည်ဟာဤမြောက်များကိုဘော်နီယို၏ကန်ယိုရန်တစ်တော်များတွင်သာတွေ့ရပြီးအချိန်များစုကိုတစ်ပင်များပေါ်တွင်တွဲလွဲနေကြသည်ခါဒါပေမဲ့အရေးကြီးတာကဒီမှာပါရရောင်ဝမ်တို့သည်အမခန်းရီကူသမားများလည်းဖြစ်သည်ခန့်ဟုတ်ပါရဲ့ရော့တင်ကြားတာမမှားပါဘူးဟာရောင်တို့သည်မိများရဲတို့ငိုးရှိုးဝင်ရောက်နိုင်ပြီးဝဲပြားခြားနာသောဂျုံများတို့ရေကူးဖြတ်ကျော်နိုင်ကမကြာခဏရေကြီးသောနေရာများတွင်ရှင်တန်ရန်မရှိမဖြစ်လိုအပ်သည်ခန့်ရောင်ဝမ်တို့၏လူမှုဘဝအကြောင်းကိုလည်းမမေ့တင်ပါဘူးဟာရောင်တို့သည်လူနစ်ဆက်ဦးထိအုပ်စုဖွဲ့နေထိုင်ကြပြီးရောင်တို့၏အပြန်အလှန်ဆက်ဆံမှုများသည်ရှုပ်ထွေးပြီးစိတ်ဝင်စားဖွယ်ကောင်းသည့်အခါသူတို့ဟာအမြဲတမ်းတဦးနဲ့တဦးတန်ရှင်းလို့ရုပ်ဒိန်းနစားပြီးပုံမှန်တိုင်းအသွင်ပြင်ရည်စရာကောင်းနေကြတာပါရာတကယ်ကိုထူးခြားတဲ့နတ် shoe bill stop နဲ့တွေ့ဆုံလိုက်ပါဒါပေမဲ့သူတို့ထူးခြားရခြင်းကတမျိုးတည်းမဟုတ်ပါဘူးဟာရောင်တို့၏ကြီးမားသောအရွယ်အစားကြောင့်ပဲဟာဒီခန်းသားကြီးကျဲတဲ့တတ္တဝါတွေဟာအမြင့်1.2 မီတာအထိရောက်ရှိနိုင်ပြီးသူတို့ရဲ့အတောင်ပံကျဲက2.4 မီတာအထိအထင်ကြီးလောက်စရာပါရာသို့တော့သူတို့ကိုထူးခြားစေတာကသူတို့ရဲ့အရွယ်စားတစ်ခုတည်းမဟုတ်ပါဘူးကဒါကတော့သူတို့ရဲ့မေးရိုးအောက်ကိုကြားနေတဲ့နှုတ်သီးကြီးဖြစ်ပါရဲ့ခါဒီနှုတ်သီးကကြီးမားတဲ့ဖိနပ်ပုံတဏ္ဍန်ရှိပြီးအရှည်23စင်တီမီတာအထိကြီးထွားနိုင်ပါရဲ့ခါဒါကအလှပြဖို့တတ်တတ်မဟုတ်ပါဘူးရဲ့သူတို့ရဲ့ထူးခြားတဲ့အမဲလိုက်ပုံစံအတွက်စံပြကိရိယာတစ်ခုဖြစ်ပါရဲ့ခါအနက်နှုတ်သီးကြိုးကြတွေဟာဒီလိုကြီးမားတဲ့နှုတ်သီးတွေနဲ့စောင့်ဆိုင်ခြင်းအမဲလိုက်တဲ့နီးလန်းရဲ့သခင်တွေဖြစ်ပြီးမယုံနိုင်စရာကောင်းအောင်တီးခန့်ခြင်းကိုပြသကြပါရဲ့ခါသူတို့ဟာနိုင်ပေါင်းများစွာနေနေလေးမလုံးမရှက်ရပ်နေနိုင်ပြီးသူတို့ရဲ့နေအိမ်ဖြစ်တဲ့အာဖရိကရဲ့ရွှေနွန်တော်တွေတဲကိုချောမွေ့စွာပေါင်းစပ်နေနိုင်ပါရဲ့ခါဒါပေမဲ့ဒီနေရာကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတာပဲရဓာတ်ကောင်ပေါ်လာပြီးဆိုတာနဲ့ဒါဟာလျှက်စီးလက်တလို့မြန်ဆန်ပါရဲ့ခါသူတို့ဟာနတ်လောကမှာအမြန်ဆုံးတိုက်ခိုက်မှုတွေတဲကတခုကိုလှုပ်ဆောင်ကြပြီးသူတို့ရဲ့ကြီးမားတဲ့နှုတ်သီးကိုအမခန်းအားအိမ်နဲ့အသုံးပြုကြပါရဲ့ခါအိုင်ကတော့မဒါဂက်စကာကျွန်းရဲ့ဇာတိလီမာတစ်မျိုးဖြစ်ပါရဲ့ခါသူတို့ဟာကမ္ဘာပေါ်မှာအထူးဆန်းဆုံးပုံသဏ္ဍာန်ရှိတဲ့တတ္တဝါတွေတဲကတခုဖြစ်ပါရဲ့ခါပြီးတော့ကမ္ဘာအကြီးဆုံးညာဘက်ကျစားတဲ့